Australia နိုင်ငံကဒုက္ခသည်ကျောင်းသားလူငယ်တွေကိုပေးရချင်းမြင့်တဲ့ RSSP program Refugee Student Settlement Pathway လို့ခေါ်တဲ့ program နဲ့မကြာခင် Australian National University မှာပါရောက်ပညာသင်ကြားတော့မယ်ကျွန်တော်ရဲ့မိတ်ဆွေဆရာ Steven နဲ့အတူ interview ဖို့အတွက်ရောက်ရှိနေတာဖြစ်ပါတယ်ဆိုတော့ဒီ interview season မှာပါဝင်ပေးတဲ့အတွက်ကြောင့်လည်းဆရာ Steven ကိုအထူးပဲကျေးဇူးတင်ပါတယ်ပထမဆုံးအနေနဲ့ဆရာရဲ့အကြောင်းတွေပေါ့နော်အဲ့ဒါလေးကနေပြီးတော့မိတ်ဆက်ပေးပါအောင်ကျွန်တော်ကဒီမလေးရှားနိုင်ငံမှာဒီနေ့ဆိုရင်73နှစ်ရှိသွားပြီပေါ့နော်မြန်မာပြည်ကနေဆိုရင်တော့2တန်းပြီး3တန်းစတက်တဲ့အချိန်မှာဒီကိုရွှေ့ပြောင်းခေတာပေါ့2014ကနေကျွန်တော်က Kitchen Refugee Learning Center KLC School ဆိုတဲ့ဒုက္ခတွေအတွက်တည်ဆောင်ထားတဲ့အကြောင်းကိုတက်ရှိခဲ့တာပေါ့နော်ပြီးရင်2021အောက်တိုဘာကာလမှာကျွန်တော်က GCSE ကိုပြီးခဲ့တာပေါ့အဲ့ဒါပြီးရင်ကျွန်တော်ကဒီအကြောင်းမှာပြန်ဆက်ကက်ခဲ့တာပေါ့နော်ပြီးရင်2023နောက်ဆုံးအောက်တိုဘာနိုဝင်ဘာမှာ Brickfields Asia College ဆိုတဲ့ A level college မှာကျွန်တော်က A level exam ကိုပြီးခဲ့တယ်အဲ့ကနေပဲကျွန်တော်ကဒီအကြောင်းကိုပြန်ပြီးတော့ပို့ချင်းပေးနိုင်ခဲ့တယ်ပြန်ပြီးတော့ပို့စာတင်ပေးနိုင်ခဲ့တာပေါ့Okay ဆိုတော့ဆရာရဲ့ပညာရေးလမ်းခီးကခက်ခဲနဲ့အချိန်ကြီးအကြာကြီးရင်းနှီးမြှုပ်နှံခဲ့ရတာကိုကြားသိရတယ်ပေါ့နော်ဆိုတော့တရားကဒီ KLC လို့ခေါ်တဲ့ learning center တခုမှာ volunteer teacher အနေနဲ့ပါဝင်နေတဲ့ဂျားတွေကနေပြီးတော့ဒီ scholarship program ကိုဘယ်လိုများသိရှိခဲ့တာလဲပြီးတော့ဘယ်လိုများရှောက်ခဲ့တာလဲညှဝေပေးပါအောင်ဟုတ်ကဲ့ပါ RSSP scholarship ကိုကျွန်တော်ကြားခဲ့တာ2024အောက်တိုဘာလကနေစကြားခဲ့တာပေါ့နော်ဒီဟာကျွန်တော်ရဲ့ဆရာဖြစ်တဲ့အခုတော့ကနေဒါရောက်သွားတဲ့ဆရာပေါ်ပေါ့ကျွန်တော်ပြောခဲ့တာပေါ့နော်အဲဒါကြောင့်ကျွန်တော်ကသူ့ကိုယုံကြည်လက်ရှောက်ခဲ့တာပေါ့ပြီးရင်2025 January ကာလမှာသူတို့ကကျွန်တော်ကိုပြောခဲ့တာပေါ့မင်းဟာ shortlisted applicant ဖြစ်တယ်မင်းကို interview ပို့လုပ်ချင်တာပေါ့အဲကနေပဲကျွန်တော်ကတစင်ပြီးကြော်ဖြတ်ခဲ့တာပေါ့နော် interview လေးကိုဟုတ်ကဲ့ပါဒီ RSSP program ကိုအကြောင်းနည်းနည်းပြောချင်တာပေါ့နော်ဒီဟာက2024ကာလမှာပဲသူတို့ကစဖွင့်ခဲ့တာပြီးရင်သူတို့က first pilot program ဖြစ်တဲ့အတွက်ကြောင့်သူတို့က refugee student from Malaysia India နဲ့ Thailand ကိုပဲရွေးချယ်နေတာပေါ့နော်နောက်ထပ် batch ဆိုရင်တော့သူတို့ကဒီထက်ပိုများတဲ့နိုင်ငံလေးကနေ refugee တွေကိုပြန်ခေါ်ချင်တာပေါ့ဝမ်းသာပါတယ်ဆိုတော့ကျောင်းသားကျောင်းသူတွေကိုပေါ့လေဆရာရဲ့တင်ယူလေ့လာခဲ့ရတဲ့အတွေ့အကြုံပေါ်မှာမူတည်ပြီးတော့ဘယ်လိုထိရောက်စွာနဲ့တင်ယူလေ့လာတဲ့နယ်ဆိုတဲ့ဒီဘယ်လို study habit မျိုးတွေတိစောက်တဲ့နယ်ဆိုတာလေးတွေကိုလည်းကျောင်းသားကျောင်းသူတွေအတွက်မျှဝေပေးပါအောင်ဟုတ်ကဲ့ပါပထမအဆုံးအနေနဲ့ကတော့ပေါ့နော်ကိုကျောင်းသားတွေအနေနဲ့ပေါ့နော်ကိုကစာတင်ယူရမယ်ဒီပညာရေးကကိုအတွက်အရေးကြီးတယ်ဆိုတဲ့စိတ်ကိုထားရမှာပေါ့နော်အဲ့ဒါပြီးရင်တခြားဟာလွယ်သွားပြီပေါ့ပြောချင်တာstudy habit ဆိုတဲ့အနေနဲ့ကတော့အခန်းထဲမှာဆရာမတွေတင်တဲ့အချိန်မှာ concentration အပြည့်နဲ့နားထောင်ပြီးရင်အိမ်မှာရော study habit တစ်ခုဖြစ်လာအောင်ကိုက system လေးကိုချထားပေါ့နော်ဆိုလို့ရှိရင်ဟာကိုဟာစာဖတ်ချင်တဲ့အချိန်ပဲဖတ် mood ရှိတဲ့အချိန်ပဲဖတ်ရင်ကိုရဲ့ဒီmood ကိုက slave ဂျွန်တစ်ခုဖြစ်သွားပြီပေါ့နော်ဒါပေမဲ့ကိုက system တစ်ခုလောက်ထားတယ်ဒီ system ကိုပဲ follow မယ်ဆိုရင်ကိုရဲ့ habit တစ်ခုဖြစ်သွားပြီဆိုရင်ကိုရဲ့ mood ကိုရဲ့လှုပ်ရှင်တဲ့စန္ဒအပေါ်ဂျွန်မဟုတ်တော့ဘူးကိုကတကယ် discipline ဖြစ်တဲ့လူတစ်ယောက်ဖြစ်သွားပြီပေါ့နော်ဒါဆိုရင်ကိုကစာမဖတ်ချင်တဲ့နေ့တွေဆိုရင်လည်းစာကြည့်ဖြစ်သွားပြီပေါ့အဲ့ study habit ကကျွန်တော်အရင်ကူညီခဲ့တဲ့ habit တစ်ခုဖြစ်တယ်လို့ကျွန်တော်ပြောချင်တယ်အများကြီးဘုရားရပါတယ်ဆိုတော့နောက်ဆုံးတစ်ခုအနေနဲ့ဆရာအနေနဲ့ဒီတောင်းတလူငယ်တွေအားလုံးကိုပေါ့နော် message ဘာ message များပေးခြင်းလဲပေါ့နော်ကျွန်တော်ရဲ့ message က education is key ပေါ့နော်ပညာရေးဟာကိုယ့်အတွက်တော့တစ်ခုဖြစ်တာပေါ့အခွင့်အရေးတွေ opportunity တွေတကားပိတ်ထားတဲ့အချိန်မှာ education နဲ့ဖွင့်ယူတဲ့ဟာတွေအများများတာပေါ့နော်ပညာရေးကြောင့်မလို့ပဲကျွန်တော်က refugee asylum seeker တယောက်မလေးရှားမှာအခွင့်အရေးအလောက်ထိမရှိတဲ့နေရာကနေပညာရေးကြောင့်ပဲ Australia နိုင်ငံမှာမကြခင်တက္ကသိုလ်တွားတင်ယူခွင့်ရှိရတော့မှာပေါ့နော်အဲဒါကြောင့်ကျွန်တော်ရောeducation is key ဆိုတဲ့ message တစ်ခုကိုခံယူထားတဲ့တယောက်ဖြစ်တာပေါ့ကျေးဇူးအများကြီးတင်ပါတယ်ဒီ interview ကိုကြည့်ရှုနေကြတဲ့ကျောင်းသားလူငယ်တွေအကုန်လုံးနဲ့မိဘတွေအားလုံးကိုကျွန်တော်တို့ဆရာ Steven ရဲ့ပညာရေးလမ်းခီးတွေသူ့ရဲ့စူးစမ်းမှုနဲ့ education is key လို့ခေါ်တဲ့ဆောင်ပုဒ်ကိုကင်ဆွဲထားပြီးတော့သူ့ရဲ့စူးစမ်းမှုပုံတွေကိုနားထောင်ခဲ့ရလို့ခွန်အားတွေ message တွေရောအများကြီးရသွားလိမ့်မယ်လို့မျှော်လင့်ပါတယ်ဆရာရဲ့အောင်မြင်မှုအတွက်ကိုအများကြီးဂုဏ်ယူပါတယ် interview ပါဝင်ပေးတဲ့အတွက်ကိုအများကြီးကျေးဇူးတင်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါ